ချင်ပြည်နယ်ကကိုယ့်ရဲ့အမတော်ကိုယ့်ကိုမုတ်ဖိုးပေးလို့ဒီနေ့မှာတော့ကျွန်တော်အရန်လိုချင်နေတဲ့ရုပ်ရှင်ကြီးစက် projector လေးကိုဝယ်ယူနိုင်ခဲ့ပါပြီအမောင်းစင်းလေးလုပ်ပြီးမှကြွားလုံးထုတ်အောင်မှာမလို့ကျွန်တော်နဲ့အတူလိုက်ခဲ့ပါအောင်ခင်ဗျာကျွန်တော်အကောင့်ထဲအနေကြတဲ့လူဆိုရင်ကျွန်တော်ဒီ projector set လေးကိုဘေးရှင်ကလေးကလူရှင်တန်တနေကြလဲဆိုတာတီးလောက်ကြမှာပါလွန်ခဲ့တဲ့2023ဆိုတဲ့ကာလကလေးက projector လေးကိုရကျင်တာကိုနေတဲ့ရွာတီဒလီမရောက်တော့ပတ်စံရှိပေမဲ့လည်းဝယ်လို့မရခဲ့ဘူးအခုဒလီနဲ့ဓာတ်ရိုက်မာလို့ရတဲ့မြို့ပေါ်ရောက်နေတော့လဲအမေကကင်ဆာကုသခံယူနေရတော့အမေပတ်စံတစ်ကျက်33နဲ့ကျက်33ဆေးဘိုးဝါကအတွက်ရော့ရမှာဆိုလို့ဝယ်ချင်တာတော့ခန်းစားချက်ကိုအောက်ဤထားခဲ့ရတာ3နှစ်ကျော်သွားခဲ့ပြီဒါပေမဲ့အခုတော့ဒီ projector set ကလေးကကျွန်တော်လက်ထဲကိုအိမ်မက်ဆန်ဆန်တန်တာကြီးဆန်ဆန်နဲ့ရောက်ရှိလို့လာခဲ့ပါပြီလို့ဝယ်နိုင်ခဲ့တာကလည်းကချင်ပြည်နယ်မှာ ILBC ကျောင်းဆရာမအဖြစ်လုပ်နေတဲ့ကျွန်တော်အမတော်မတ်ဇူလိုင်မျိုးမှာကျွန်တော်အတွက်မုတ်ဖိုးလေးလွဲပေးခဲ့တော့အမေကိုတိုင်ပင်ပြီးဝယ်ပေးခဲ့တာပါတကယ်အရန်ပျော်တယ်အခုဆိုရင်ကလေးတွေနဲ့အတူတရေကားတွေကိုမျက်နှာပြင်အကျယ်ကြီးနဲ့ကြည့်လို့ရတယ်။ကောင်းတဲ့ memory တွေကိုလည်းအများကြီးဖန်တီးလို့ရပြီ။နိုင်ငံတိုင်းဟာကျွန်တော်အတွက် TV ဖန်တာလို့ပြောင်းခွင့်ရတော့မှာမို့အရန်ပျော်တယ်။ထားလိုက်တော့ projector အကြောင်းလေးပဲဆက်သွားရအောင်။ကျွန်တော်အခုဝယ်ထားတဲ့ projector အမျိုးအစားက AMH 100 projector လေးပါ။သူက budget ကိုမှ budget projector အစစ်မီးလုံးတက်တန်းက3000ပါတယ်။ Lumens က150နဲ့200ကြားဆိုတော့အလင်းနဲ့ကြည့်လို့တိတ်အဆင်မပြေပေမဲ့ပုံမှန်အလင်းလောက်ဆိုတော့ရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ရတယ် resolution က 920p နဲ့ 4K စာပို့လို့ရေးထားပေမဲ့အမှန်တကယ်က920လောက်ပဲရတယ်ဒါပေမဲ့it's okay လောအဆင်ပြေနေပြီတည်မလားအလောင်းနဲ့နောက်ပြီးဒီ AMH projector လေးက Android projector တော့မဟုတ်ဘူး View projector ပဲဖုန်းနဲ့ချိတ်ကြည့်တော့ကြက်ရကြည့်လို့ရတယ်ရုပ်ရှင်ကြည့်ရတဲ့အတွက်ဆိုလုံးဝအဆင်ပြေမှပြေပဲဒါဆိုကျွန်တော်အလင်းထဲမှာစမ်းထားတဲ့ video လေး तू ကလက်မ30ကနေ130အထိချဲကြည့်လို့ရတော့ TV လိုကြီးနေရာတစ်ခုပေးနေစရာမလိုဘူးနေရာတစ်ခုရှိရတဲ့တင် TV ဖန်သားပြင်တစ်ခုပြေးပြောင်းလို့ရပြီငါတို့အိမ်ကဝါထင်ကြီးမို့ထွန်းကြည့်လို့မရပါဘူးဆိုပြီးတော့လေ drama လာခင်းပြမနေနဲ့နော်ဝါထင်လည်းပိတ်စလေးထောင်လိုက်တာနဲ့ projector ထွန်းပြီးကြည့်လို့ရလို့ဘယ်လိုအိမ်မျိုးမှမဆိုအဆင်ပြေတော့ကိုတနေ့တာကိုရုပ်ရှင်ကြည့်ပြီးအနားယူတတ်တဲ့သူတွေအဖို့လုံးဝဝယ်တဲ့ပစ္စည်းလေးမို့တော့ comment ပေးရှင်ပါတယ်ခုတော့ကျွန်တော်ကလေးတအုပ်နဲ့တရေကကြည့်ဦးမှာမို့လို့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ခင်ဗျာ bye bye